America ဘယ်လိုရောက်လာလဲဆိုတော့ DB ပေါက်လို့ပါလို့DB ဆိုတာဘာလဲဆိုတာမသိတဲ့သူတွေအတွက်ကပြောပြမယ်နော် DB ဆိုတာနှစ်တိုင်းအောက်တိုဘာနိုဝင်ဘာဆိုလို့ရှိရင်ထိုးလို့ရပါပြီသူကမေလပထမပတ်လောက်ဆိုရင်ထွက်ပါတယ်သူကဟိုထီလိုမျိုးပဲပေါ့နော်ထီကန်ဆန်းတုပ်လိုမျိုးပဲပေါ့အဲ့လိုမျိုးထိုးရတာပါတော့စုထိုးတာကတော့2021အောက်တိုနိုဝင်ဘာမှာထိုးတယ်ဆိုတာလေအတိအမှတယောက်ကနေပြီးတော့ထိုးခိုင်းတာပေါ့နော်ထိုးခိုင်းရင်းနဲ့မှာမထိုးကျင်နဲ့ပထမတော့အဲ့ဥစားလူတွေအများကြီးထိုးကြတာကိုပောက်မှလည်းမဟုတ်ပါတော့တကဘာလုံးထိုးကြတာပေါ့နော်ကိုလောက်ကြီးတိကန်ကောင်းမယ်လည်းမထင်ဘူးဆိုတော့အဲ့ဒါနဲ့မထိုးပြစ်ဘူးပေါ့ပထမအဲ့အမကနေပြီးတော့နင်မထိုးလားနဲ့ကိုမထိုးမချင် तू အဲ့လိုလာပြောနေရတယ်ကွာဒီလောက်တောင်ပြောလာတာဆိုပြီးထိုးမယ်ဆိုပြီးထိုးလိုက်တာထိုးရင်းနဲ့ပေါက်လာတယ်ပေါ့နော်ပထမဆုံးထိုးပြီးတော့ပထမဆုံးပေါက်တာပဲ DB ဆိုတာဟိုးငယ်လေးတွေရတယ်တိတယ်ဒါပေမဲ့ထိုးရကောင်းမှမသိခဲ့တာအခုကြမှာဒါအဲ့ဒါအတီးမတိုက်တွန်းလို့ထိုးပြတာပြီးတော့နိုဝင်ဘာထိုးပြီးတော့ तू က2022မေလမှာ तू က result ထွက်တယ်မေလပထမပတ်ဆိုလို့ရှိရင် तू က result ထွက်တယ်result ထွက်ပြီးလို့ရှိရင်အမှပြီးတော့အဲ့ရ process တွေပေါ့နော် run ရတယ်DS 260တင်ရတယ်အမှ agent ရှိရပေါ့နော်လဲတန်းကဥမိုးမှာDS 260အဲ့ဥမိုးကတင်ပေးတယ်တင်ပေးပြီးတော့သူက process တွေပေါ့နော်အကုန်လုံးဟိုအဓိကတော့10တန်းအောင်ရမယ်10တန်းအောင်မယ်တက်တူတက်တာမတက်တာရေးဟိုအရေးမကြီးဘူးအဓိကအနည်းဆုံး10တန်းအောင်ရမယ်10တန်းမအောင်လို့ရှိရင်ဗီဇာလုံးဝမပေးပါဘူးပြီးတော့10တန်းအောင်စင်းနေလို့တယ်မွေးစင်းလို့တယ်အဲ့လိုတွေပေါ့နော်လိုတာရှိတယ်ပြီးလို့ရှိရင်ကိုအရင်ကနိုင်ငံခြားထွက်ပြီးလို့ရှိရင်လည်း6လထက်နေဘူးလို့ရှိရင်အဲ့ဒီ6လထက်နေဘူးတဲ့ဘယ်နိုင်ငံဖြစ်ဖြစ်ဟိုပြင်မှုကင်းရှင်းကြောင်း COC ယူရတယ်အဲ့ဒါတွေလိုတယ်ပေါ့နော်အဓိကလိုအပ်တာအဲ့ဒါတွေပဲပေါ့အဲ့နဲ့ပြီးတော့မှချက်လက်တွေပြေဆုံးပြီဆိုလို့ရှိရင်သူတို့တန်ရုံးကနေ interview ခေါ်တယ် interview ခေါ်ပြီးတော့အဲ့လိုအဲ့မေလထွက်ပြီးတော့10လမှာရောက်လာတယ်ပေါ့နော်10လမှာဗီဇာရတယ်အဲ့ဒါတော့ချောစုကဟို case number သေးလို့ပေါ့နော်9000ကျော်နဲ့ case ပေါက်တာပေါ့တချို့ဆိုလို့ရှိရင်1000ကျော်2000ကျော်ဆိုလို့ရှိရင်ဒီလိုဟို2000ကျော်ဆိုလို့ရှိရင်တိတ်မသေးကြတော့ရောက်ဖို့2000ကျော်ဆိုရောက်ဖို့တိတ်မသေးကြဘူးနံပါတ်သေးလေရောက်ဖို့သေးကြလေပေါ့နော်2000ကျော်ဆိုရင်သူတို့ကဘယ်လိုလဲဆိုတော့ green card ကိုသူတို့ကဟိုအရေးအတွက်နဲ့ပေးတာကွာအဲ့သူတို့ green card ဒီလောက်ပြည့်သွားပြီဆိုရှင်နောက်လူတွေမပေးတော့ဘူးပြီးလို့ရှင်စက်တင်ဘာနောက်ဆုံးစက်တင်ဘာ30ရက်စက်တင်ဘာလကုန်ထိပဲသူတို့ကသတ်မှတ်တာအဲ့စက်တင်ဘာကျော်သွားလို့ရှင်သူတို့ကအဲ့2000ကျော်တဲ့လူတွေကိုသူတို့ကလက်မခံတော့2000ကျော်သွားလို့ရှင်တိတ်မသေးကြတော့ဘူးပေါ့နော်ရောက်ဖို့ DB ပေါက်ပြီးတော့ထီပေါက်ပြီးထီလက်မှတ်ပြောက်တယ်လို့မျိုးပေါ့ပြီးတော့အခုရောက်တာတော့အဲ့ရနေရောက်ချင်းဗီဇာရချင်းထွက်လာတာအခုတော့ရောက်တာ2နှစ်နဲ့1လရှိပါပြီအဲ့တော့ရောက်ချင်းတော့ဒီမှာအလုပ်ကတော့တန်းရတယ်ပေါ့နော်ဟိုစက်ယုံမှာအသားစက်ယုံမှာလောက်တာပါအသားစက်ယုံမှာအခုကတော့အသားစက်ယုံမှာလက်နာလို့အရန်ပင်ပန်းလို့မလုံနိုင်တော့လို့ထွက်ပြီးတော့အခု Walmart delivery မောင်းနေပါတယ်အာဇာနီလုံနေရပေါ့နော်အာဇာနီလုံနေရဆိုတာအာဇာနီတွေလည်း delivery ပို့နေရလေကယ်လီဖိုးနီးယားမှာအဲ့ဒါပြောတာပါအခုကတော့ဒီပို့တဲ့အကြောင်းတော့နောက်ဗီဒီယိုတွေမှာပြောပြပြီးမယ်နော်ဒီပစ္စည်းပို့တဲ့အတွေ့အကြုံတွေပေါ့ဒါလောက်ပါပဲ DB နဲ့ရောက်လာတာပါလို့အမေရိကရောက်လာရတဲ့အကြောင်းရင်းပါလို့